culture ကကျွန်တော်တို့မိုးလင်းကနေမိုးချုပ်အထိဘာဝတ်မယ်ဘာစားမယ်ဘယ်လိုပြောမယ်ကျွန်တော်တို့အပြုတ်မှုနေထိုင်တော်တော်များများမှာလွှမ်းမိုးမှုရှိတယ်ဒါကြောင့်ကျွန်တော်တို့ marketing သမားတွေအဲ့ဒီ culture ကိုအများနဲ့တော့ချိတ်တယ်ချိတ်ပြီးတော့မှအမှတကြံဆိုလို့ရှိရင်ဗရောက်ပန်းလေးတွေနဲ့ဟလာအမှ Coca-Cola ရောင်းတာပဲဖြစ်ဖြစ်ဘာပစ္စည်း overthink ပဲဖြစ်ဖြစ်เนาะအဲ့ပစ္စည်းအကုန်လုံးဒီဟာလေးနဲ့ချိတ်ပြီးတော့မှ promotion လုပ်လိုက်တယ်ဆိုလို့ရှိရင်လူတွေရဲ့ခေါင်းထဲမှာတကြံနီးပြီဆိုလို့ရှိရင်လည်းတကြံအကြောင်းစဉ်းစားတယ်သတင်းကြွနီးပြီသတင်းကြွအကြောင်းစဉ်းစားတယ်အဲ့ဒါလေးနဲ့ချိတ်ပြီးမြင်သွားတဲ့အခါကျဒီ brand အဲ့ဒီကာလမှာအဓိပ္ပာယ်ရှိတဲ့အမှတ်တစိတ်တွေဖြစ်လာတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ culture သေချာလေးလေ့လာဖို့လိုတယ်။နောက် culture မှာဘာရှိလဲဆိုလို့ရှိရင် culture အများအားပြောင်းနေတဲ့သဘောလည်းရှိတယ်။ကျွန်တော်တို့အရင်တော့ဟလာလောက်ခဲ့တဲ့ဟာကြီးအခုလောက်ချင်မှလောက်တော့တယ်။ culture ကနောက်ပြောင်းလဲတတ်တဲ့သဘောလည်းရှိတယ်။တချို့ကိစ္စတွေဆိုလို့ရှိရင်ဟလာအရင်တော့ဒီလိုလောက်တယ်အခုလောက်ချင်မှလောက်တော့။ဥပမာဆိုတော့အရင်တော့ဆိုလို့ရှိရင်ပစိုးတွေကအတောင်20တို့ဘာလို့ဝက်ကြတာသိမှာပဲဟလာတဖြည်းဖြည်းနဲ့ခက်ကပြောင်းလာတယ်ပစိုးကတိုးလာတယ်ဟလာနော်ဟိုပစိုးခွင်းတိုးသွားတယ်ပေါ့နော်။ဒါမျိုးတွေလည်းရှိနိုင်တယ်။ဒါတွေကဘာဖြစ်လာလဲဆိုတော့ culture ရဲ့ပေတန်းတွေရွေ့လာတာပေါ့။အဲ့လိုရွေ့အောင်လည်းတစ်ခါလေး marketing သမားတွေကလောက်တာတွေရှိရပါဘောလေဆိုတော့ culture ဘာလို့အရေးကြီးလဲလူများစုလက်ခံတယ်လူများစုကျင့်သုံးတယ်အဲ့ဒါဆို culture ဖြစ်တယ်အဲ့ culture နဲ့ကို brand နဲ့ကို product နဲ့ဒီပစ္စည်းနဲ့ဒီ design နဲ့ချိတ်လိုက်ပြီးဒီ culture နဲ့ချိတ်လိုက်ပြီးယဉ်ကျေးမှုနဲ့ချိတ်လိုက်ပြီးဆိုလို့ရှိရင်ဒီဟာကလည်းလူအများသုံးတဲ့ပစ္စည်းတစ်ခုဖြစ်လာနိုင်တယ်အဲ့ culture မှာနှစ်ပိုင်းရှိရကျွန်တော်တို့ core နဲ့ secondary ဆိုတာရှိတယ် core ဆိုတာတော့အဓိကကျတဲ့ဒီအနှစ် culture ပေါ့နော်ပြီးရင်ဒုတိယ culture ဆိုတာရှိတယ်အဲ့တော့အနှစ် culture ဆိုတာဘာလဲကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်အနှစ် culture မှာဆိုတော့နော်သတင်းကြွဆိုရင်ကြော့ကြတယ်ဒါအနှစ်သာရပဲနော်အများတန်းလုံနေတဲ့ဟာပဲ culture အရာသတင်းကြွဆိုကြော့ကြသည်တကြံဆိုရေပတ်ကြသည်ဒါ core တွေအဲ့တော့ secondary ဆိုတာကဘလို့ရေပတ်တယ်လဲအဲ့ဒါ secondary အဲ့တော့ဘလို့ရေပတ်လဲသည်ပြောင်းတာပို့ပြီးတော့မြန်တယ်ပြောင်းတာပို့ပြီးတော့လွယ်တယ်အဲ့တော့အရင်တော့ကျွန်တော်တို့ရေပတ်တယ်တပြေခန့်နဲ့ပတ်မယ်ငွေဖလားနဲ့ပတ်မယ်နောက်ခွက်ဆောင်ခုတ်တယ်မူရေဘူးစီပေါင်းနဲ့ပြစ်တယ်မိသက်ပိုက်နဲ့ထိုးတယ်အကုန်လုံးလက်ခံတယ်နော်ဒါပေမဲ့ရေမပတ်ရဘူးဆိုတဲ့ဟာလက်မခံအဲ့တော့ core culture ဒီအထိမခံ core culture ကိုသွားပြီးတော့ပြင်ဖို့မကြိုးစားလူတွေကဒီဟာလုံနေကြဆိုရင်ဒါအနှစ်တခါတည်းတကယ်ဒါအမြဲလုံနေကြဟာအရေးကြီးရဲ့ဟာဆိုသွားမထိနဲ့ဒါပေမဲ့ဘလို့လုံလဲဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့ကစားလို့ရတယ်နော်ကြော့ရဲဆိုလဲဒီလိုပဲအရင်တော့ဘာနဲ့ကြော့လဲတစ်သီးနဲ့ကြော့တယ်အဝတ်စားနဲ့ကြော့တယ်နောက်ပိုင်းကိတ်မုံနဲ့ကြော့တယ်မုတ်ဘုံနဲ့ကြော့တယ် culture ရဲ့သဘောတည်သူကပြောင်းလာတဲ့သဘောရှိတယ်နော်ပြောင်းတယ်ဆိုလို့ရှိရင်လည်းဘယ်အပိုင်းကပြောင်းလို့ပို့ပြီးတော့ပြောင်းလို့ရလဲဆိုတော့ခုန secondary culture အဲ့ secondary culture ဆိုတဲ့ဒုတိယ culture ကိုကျွန်တော်တို့ကလိချင်းအပြင်ကျွန်တော်တို့ရဲ့ product နဲ့ဒီ culture နဲ့ချိတ်အောင်လုပ်လို့ရှိရပါတော့